မြုံလာရှိတော့ကရွာတူရွာမှာယောက်ျားတွေကထင်းကုတ်ထွက်မိမတွေကညနေပိုင်းကျတော့တနခါပါမှလိမ့်ပြီးတော့ရွာဦးထိတ်ကညောင်မင်းကြီးထွက်ကြကြသည်ညောင်မင်းကြီးရောက်တော့မောင်မင်းကြီးသားများထင်းစီတွေထမ်းလို့ကဲနဲ့ပြန်အလားဟောမလေးပခုံးဘောကထင်းစီလေးခေါင်းပေါ်ပြောင်းလို့သူ့အတွဲလေးနဲ့သူပြုံနဲ့အမောကိုပြေးလို့တနေ့သ၌ကြတော့တရားနာပိဋကအပြောကောင်းတဲ့မိန်းမကလားမကြိုဘူးတဲ့ပြုတ်လားမကြိုတော့ဟိုလူဘက်ပဲ့နေတာပေါ့ကြည်စားသူများတွေကြိုတယ်ဒီမိန်းမမကြိုဘူးသူရသေးတာပေါ့ပြီးမယ်နဲ့တော့ကျင်းတော့ကျင်းပြီပြုတ်ဘာသိမယ်တော့ပြောတတ်ဘူးအေးမင်းတို့သွားနေကြကွာငါနောက်မှလိုက်ခဲ့ရှက်နဲ့ထင်းစီနာထင်းစီညောင်မင်းကြီးနာချပြီးတော့တရားနာပြေတာပါလာတဲ့ဓမ္မတူလေးနှုတ်ဒုတ်စိမ့်လေးတစ်ချောင်းခုတ်ထင်းကြောက်စီလေးတဲ့ထိုးအိမ်ကြရိုက်မတယ်ဗျဒါသိမယ်ပြောတာပါရိုက်မတယ်မိမချင်းဆိုတော့လေဟိုမိမတွေကကိုချင်းစားတယ်ဟေးညီသွားကြိုသေးဘူးလားအေးညီယောက်ျားတော့ဒုက္ခုနေရတာပြင်းနေလားမကြိုလို့ညီတော့ရိုက်တော့မယ်ထင်တယ်အပြောကောင်းတဲ့မိမကဘာပြောတော့ကိစ္စရှိပါဝေးတဲ့ဒီကောင်ကြီးတော့အပြောပါတယ်ငါနိုင်ပါတယ်တဲ့အပြောကောင်းတဲ့မိမကကြိုဘူးဟိုကပြန်လာပြီးထင်းစီထမ်းလို့အလေးရွာလဲကမကြီးပင်ကြီးကြတွေ့ကောင်းပါရဲ့သူကထင်တော့မကြီးပင်ကြီးလည်းမတွေ့ဘူးအလေးနှစ်အိမ်ကျော်သုံးအိမ်လောက်ကြတွေ့ကောင်းပါရဲ့ထင်တော့တွေ့ဘူးအိမ်ဝင်းနဲ့ဝင်လို့50လှမ်းလဲရောက်ရောမိမကမိဖို့တဲကလှမ်းကြည့်လိုက်ဟောမောင်မင်းကြီးသားတို့မျက်နှာကြီးသုံးမှုပြီးပြန်လာပြီးငါတို့ရိုက်တော့မှာမဖြစ်ဘူးငါတက်တယ်လို့တော့ပြောမှာတရားနာပြေးတိုက်ကြီးငကောမျက်နှာအိုးမဲမရှိပါဘူးထမယုတ်ဖင်ကအိုးမဲတွေမျက်နှာဆွဲသုတ်ထုံထားတဲ့ဆာမင်းဖြီချထမိန်စွန်အောင်ဆွဲပြီးထွက်ပြေးလာဟောကြည်လားမင်းတော့တောင်းပြန်လာပြီကျုပ်လေရွာပြင်မဲ့ထီအောင်ထွက်ပြီးတော့ကြိုကျင်တာဟိုလေကြည်သားမအိုးရေကမချိုးရမူကမချိုးရသနာခါမလိန်ဘာမပါရမျက်နှာလေအိုးမဲတွေထင်ပါရဲ့သုတ်ထားတာနော်ရှင်တိတ်တက်တဲ့ကျဟင်းငါးစီကလည်းချက်လို့မပြီးသေးလို့တော့သမီးလေးကလည်းလေပခက်ထဲကတအီနဲ့ပေးကြောက်ကူချမယ်ဆိုတော့ဒုက္ခလာတဲ့လူကြီးကဘာပြောတော့ဂူးမတော့နေပါသေးတော့ကွာဒါနဲ့ထင်းသီးကြီးချကျန်းစင်မဝုန်းကနဲ့ပြစ်ထိုင်လိုက်စိတ်ဆိုးနေတဲ့လင်သားပြစ်မထားရဘူးဒကမကြီးဟိုမှာကြည့်အနန္တကပုသိပုတ္တနဲ့ကြည်သားကတော့ချွေးတွေတုတ်ပေးဟင်ခေါင်းနဲ့ဆူးတွေညှိလို့ပါလားအော်ပခုံးကဆူးကြကြလေးကလည်းကွေးစားတောင်မပြောက်သေးဘူးလက်မလေးနဲ့တရွေးလေးနဲ့ဆွနှိပ်ပေးမှတ်ထားနော်စိတ်ဆိုးတဲ့လင်သားတွေပြစ်မထားနဲ့အနာကကြဆိုပြီးပြောရမှကမပြောရဖ ೇನೆ သွားကလို့ကံချိုးရုပ်တာမဟုတ်ဘူးဟုတ်တယ်အပြောကောင်းမှဖြစ်တယ်ဆိုမှဟိုလေကြည့်တော့မှပြိဿရွှေလေးသားလေးတုတ်ပေးလို့ပြန်လာပြိဿအမောလေးပြေလောက်အောင်ပြောတော့ပေါ့လေတော်ပြီထင်းခုတ်တဲ့အလုပ်ဆိုတာနေဘူးခေါင်ကြီးသိပ်ပင်မနာကျုပ်ကအိမ်ကကလေးတွေနဲ့မဖြစ်လို့နေခရတာတော့တော်ပြီမနေ့ငါကြရင်တော့တော်အိတ်ထဲနေကျုပ်ကိုယ်တိုင်ထွက်ခုတ်မယ်ရိုင်းမဲ့လူကြီးကဘာပြောတော့ဘယ်ပြောမှတော့ကွာမင်းနေရပူနေဟေးဒုက္ခလာတဲ့လူကြီးကဘယ်ပြမှတော့နေရပူနေတဲ့မရိုက်မှန်းလဲသိရောပရိသတ်ဟိုမိမတွေပြောလို့ဒုက္ခထားသိသားပဲမသိချင်အောင်ဆောင်ပြီးတော့ဟောကြည်စားတော့လေချင်းကြောက်စီတဲ့ဒုက္စိလေးတစ်ချောင်းထူးထူးဆန်းဆန်းခုတ်လာတော့ဘာလို့ဖို့ပါလဲအပြောကကောင်းထားတော့ဟိုလူကြီးကရိုက်မဲ့လူကြီးကဘာပြောတော့အာမမင်းမသိဘူးလားကွာအိမ်ကြီးမို့ရိုးချိုးနေရှင်မုတ်ရိုးလှုပ်ဖို့ခုတ်လာတာတဲ့ပိဋကကြီးအပြောကောင်းတော့ရိုက်မဲ့တော့ဘာဖြစ်သွားလဲ